တောင်းသားလေးတယောက်ကတော့အမျိုးသမီးအိမ်သားတွေကအိတ်ကိုယူဖို့ပြင်လိုက်တဲ့အချိန်မှာတော့သွားတူတစ်ခုကတော့အောက်ကိုပြုတ်ကျလာခဲ့ပါတယ်အဲ့ဒီသွားတူကတော့သူတို့အင်္ဂလိပ်ဆီယမရဲ့သွားတူတစ်ခုဖြစ်ပြီးတော့အင်္ဂလိပ်ဆီယမကလည်းသူ့ရဲ့မကောင်းဆိုးဝါးပုံသဏ္ဍာန်ကိုဖုံးကွယ်ဖို့အတွက်သွားတူကိုအသုံးပြုတာဖြစ်ပါတယ်အဲ့ဒီအကြောင်းလေးကိုသိရှိသွားတဲ့ကောင်လေးဖြစ်သူကတော့အိမ်သားတွေကနေအမြန်ပြေးထွက်သွားခဲ့ပါတယ်စာသင်ခန်းထဲရောက်လာတဲ့အချိန်မှာတော့ကောင်လေးဖြစ်သူဟာသူတို့စီကိုအစ်စ်ပြောင်းလာတယ်အင်္ဂလိပ်ဆီယမရဲ့အကြောင်းသိရှိနေတာဖြစ်တဲ့အတွက်ကြောင့်သူမစာတင်နေတာကိုကောင်းလေးငေးကြည့်နေခဲ့ပါတယ်။ကောင်းလေးဟာခုံရှိကိုနည်းနည်းမှီလိုက်တဲ့အချိန်မှာတော့တံပေရန်တစ်ချောင်းကရုတ်တရက်ပြုတ်ကျသွားတဲ့အတွက်ကြောင့်အင်္ဂလိပ်ဆီယမကတော့သူ့စီကိုအာယုံရောက်သွားခဲ့ပါတယ်။အဲ့ဒီအင်္ဂလိပ်ဆီယမလည်းအရန်ထူးဆန်းပါတယ်။သူတို့နေတိုင်းစားတော့ဆရာတွေအမြဲဝေပေးတယ်။အဲ့ဒီဆီယမပြီးတဲ့စားတော့ဆရာတွေကိုစားတော့ပြီးတဲ့အချိန်မှာတော့ကျောင်းသားတွေကတိတ်ပြီးတော့မူမှန်တော့ပါဘူး။အင်္ဂလိပ်ဆီယမကလည်းကျောင်းသားလေးနာကတ်လာပြီးတော့သတိရှိသေးလားမေးမြန်းခဲ့တဲ့အချိန်မှာတော့ကောင်းလေးဖြစ်သူကလည်းဟန်ဆောင်ပြီးနေခဲ့ရပါတယ်။ကျောင်းသားလေးကလည်းသူ့ရဲ့တငယ်ချင်းတွေကိုအင်္ဂလိပ်ဆီယမရဲ့အကြောင်းကိုပြောပြပါတယ်။ဒါကြောင့်သူတို့တငယ်ချင်းတွေကလည်းဆီယမပေးတဲ့မုံကိုမစားဘဲနဲ့အမိုက်ပုံးတွေကိုနှုတ်ပစ်ခဲ့ပါတယ်။ဆီယမပေးတဲ့မုံတွေကိုစားတော့ပြီးတဲ့ကျောင်းသားတွေကတော့သတိမရှိတော့တဲ့အတိုင်းငင်းငင်းငန်ငန်ကြီးနေဖြစ်သွားခဲ့ပါတယ်။ကောင်းလေးမုံမစားရသေးတာကိုသိတဲ့ဆီယမကတော့ကောင်းလေးကိုမုံလာပေးခဲ့ပါတယ်။ရုတ်တရက်ပဲသူ့ရဲ့တငယ်ချင်းဟာဆီယမကိုလက်ပြခေါ်လိုက်တဲ့ချိန်မှာတော့ကောင်းလေးဖြစ်သူဟာသူ့အမေကသူများပေးတဲ့မုံတွေကိုမစားနဲ့ပြောတဲ့အတွက်ကြောင့်သူမစားတာဖြစ်ကြောင်းပြောဆိုပြီးအပြင်ကိုထွက်သွားခဲ့ပါတယ်။ပြန်ရောက်တဲ့ချိန်မှာတော့ကောင်းလေးဖြစ်သူဟာသူ့တငယ်ချင်းတွေနဲ့ညှိနှိုင်းခဲ့ပြီးတော့အင်္ဂလိပ်ဆီယမရဲ့အိမ်ကိုညကြရင်သွားချောင်းကြည့်ဖို့အတွက်တိုင်ပင်ခဲ့ပါတယ်။ညရောက်လာတဲ့ချိန်မှာတော့ကောင်းလေးတို့တငယ်ချင်းတစုဟာအင်္ဂလိပ်ဆီယမရဲ့အိမ်ထဲကိုဝင်ချောင်းမှုအတွက်အပြင်ကိုတော့ရောက်ရှိလို့နေခဲ့ပါပြီ။ကောင်းလေးတွေအိမ်ထဲခိုးဝင်လာတဲ့ချိန်မှာတော့စူပတ်နေတဲ့အိုးတလုံးနဲ့သတိမရှိတော့တဲ့သူတို့ရဲ့ကျောင်းအုပ်ကြီးကိုတွေးရှိရမှာဖြစ်ပါတယ်။ဒါကြောင့်သူတို့တငယ်ချင်းတစုဟာလည်းသူတို့ရဲ့ကျောင်းအုပ်ကြီးကိုစမ်းသပ်တဲ့ချိန်မှာတော့ကျောင်းကြီးရဲ့မျက်လုံးတွေကစိတ်ညှို့ခံစားတဲ့ပုံစံဖြစ်နေခဲ့ပါတယ်။အတန်တစ်ခုကိုရုတ်တရက်ကြားခဲ့တဲ့အတွက်ကြောင့်စူပါနောက်မှာဝင်ပုန်းနေခဲ့ပါတယ်။အဲ့ဒီတန်ကတော့အင်္ဂလိပ်ဆီယမလာနေတဲ့တန်ပဲဖြစ်ပါတယ်။အင်္ဂလိပ်ဆီယမကလည်းအဲ့ဒီနာမှာဘာမှတန်ရမရှိတဲ့အတွက်ကြောင့်နောက်ပြန်လှည့်ထွက်သွားခဲ့ပါတယ်။သူတို့အင်္ဂလိပ်ဆီယမနောက်ပြန်လှည့်ထွက်သွားတဲ့ချိန်မှာတော့ကောင်းလေးတို့တစုဟာသူတို့ရဲ့ကျောင်းအကြီးကိုသတိပြန်ဝင်လာဖို့အတွက်ကျောင်းအကြီးနာသွားပြီးတော့ကျောင်းအကြီးကိုလှုပ်ရမ်းနေခဲ့ပါတယ်။ရုတ်တရက်ပဲအင်္ဂလိပ်ဆီယမရောက်ရှိလာခဲ့ပြီးတော့ကျောင်းသားလေးတယောက်ကိုဖမ်းခေါ်သွားခဲ့ပါတယ်။ကောင်းလေးကလည်းအင်္ဂလိပ်ဆီယမဖမ်းသွားတာကြောက်လန့်ပြီးអော်ခဲ့တဲ့အတွက်ကြောင့်အင်္ဂလိပ်ဆီယမရဲ့ရှားလည်းရှေးထွက်လာပြီးတော့ကောင်းလေးမျက်နှာကိုရက်ခဲ့ပါတယ်။ကောင်းလေးရဲ့တငယ်ချင်းဖြစ်သူကလည်းရဲရင်သွားနေပဲအင်္ဂလိပ်ဆီယမရဲ့လက်ကိုဆွဲချလိုက်တဲ့အတွက်ကြောင့်ကောင်းလေးကအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။အင်္ဂလိပ်ဆီယမလည်းစွညာနယ်ကိုကြောက်တဲ့အတွက်ကြောင့်အောက်မှာနားပိတ်ပြီးနေခဲ့တဲ့အတွက်ကြောင့်ကောင်းလေးဖြစ်သူတို့ကလည်းလွတ်မြောက်ရအောင်ထွက်ပြေးသွားခဲ့ပါတယ်။အင်္ဂလိပ်ဆီယမလည်းကျောင်းအကြီးကိုစိတ်ညှို့ခဲ့ပြီးတော့သူတို့ရဲ့ကျောင်းသားလေးတွေကိုလိုက်ဖမ်းခိုင်းပါတယ်။ကောင်းလေးရဲ့တငယ်ချင်းဖြစ်သူကတော့ကျောင်းအကြီးရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။တငယ်ချင်းဖြစ်သူကလည်းကျောင်းအကြီးနာမည်ကိုအော်ခေါ်လိုက်တဲ့အတွက်ကြောင့်ကျောင်းကြီးကတတိနည်းနည်းကတ်လာခဲ့ပြီးတော့ကောင်းလေးတို့လွတ်ပေးလိုက်တဲ့အတွက်ကြောင့်ကောင်းလေးတို့လည်းထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။နောက်ရက်ကျောင်းရောက်လာတဲ့ချိန်မှာတော့ကျောင်းသားတွေအားလုံးကတော့စိတ်နဲ့ကိုယ်နဲ့မကတ်တော့ပါဘူး။သူတို့ရဲ့အဖိုးဖြစ်သူကလည်းအင်္ဂလိပ်ဆီယမအကြောင်းကိုပြောပြပြီးတော့ဘလို့နှိမ်နေရမလဲတိုင်ပင်ခဲ့ပါတယ်။အကိုဖြစ်သူကလည်းသူတို့ရဲ့ဆီယမရဲ့အကြောင်းကိုအလုံးစုံပြောပြခဲ့ပြီးတော့အကူကြီးတောင်းခဲ့ပါတယ်။ရောက်တဲ့ချိန်မှာတော့ကျောင်းကခမ်းမကြီးတစ်ခုထဲမှာတတိမကတ်တော့တဲ့ဆီယမတွေကတော့ပူဇော်ပွဲအတွက်ပစ္စည်းတွေအားလုံးပြင်ဆင်နေခဲ့ပါတယ်။အဲ့ဒီညကတော့သွေးနေအောင်လာကျက်တဲ့ညဖြစ်ပြီးတော့မိစ္ဆာဆွမ်းရည်နေအလွန်များပြားတဲ့အတွက်ကြောင့်အင်္ဂလိပ်ဆီယမဖြစ်သူကတော့သူစိတ်ညှို့ထားတဲ့ကျောင်းသားမိဘတွေကျောင်းသားတွေနဲ့ဆီယမတွေအားလုံးကိုသူတို့ရဲ့မိစ္ဆာကောင်းဆောင်စီပူဇော်တော့မှာပဲဖြစ်ပါတယ်။တငယ်ချင်းဖြစ်သူတွေကတော့အစီအစဉ်ဆွဲထားတဲ့အတိုင်းပဲအတန်ချစ်ဆက်အခန်းထဲမှာနေရာယူခဲ့ကြပါတယ်။ကောင်းလေးဖြစ်သူကလည်းပြေးလာခဲ့ပြီးတော့ဆီယမရဲ့လောက်ရက်တွေကိုတားဆီးခဲ့ပါတယ်။ဆီယမကလည်းသူစိတ်ညှို့ထားတဲ့ကျောင်းဆရာတွေနဲ့ကောင်းလေးကိုသူ့နာခေါ်လာခိုင်းခဲ့ပြီးတော့စိတ်ညှို့တဲ့ဆေးတွေကိုကောင်းလေးကိုတိုက်ခဲ့ပါတယ်။ဒီနေ့မှာပဲကောင်းလေးရဲ့တငယ်ချင်းနှစ်ယောက်ကတော့အတန်ချစ်ဆက်အခန်းထဲကနေအတန်ကျိဖွင့်ချခဲ့တဲ့အတွက်ကြောင့်စူညာနယ်ကိုကြောက်တဲ့အင်္ဂလိပ်ဆီယမတော့ကောင်းလေးကိုလွတ်ချပြီးတော့တစ်ဖွဲ့လုံးနားပိတ်သွားခဲ့ပါတယ်။စိတ်ညှို့ခံရသူတွေအားလုံးနဲ့သတိပြန်ကတ်လာခဲ့ပါတယ်။မထင်မှတ်ထားပဲကောင်းလေးရဲ့အတန်ချစ်ဆက်ကတော့ဆက်ချွေရင်သွားတဲ့အတက်ကြောင့်နောက်ထပ်အတန်ချစ်ဆက်ကအလုံးမလုံးတော့ပါဘူး။အင်္ဂလိပ်ဆီယမဖြစ်သူကလည်းဒေါရကြီးစွာနဲ့ကောင်းလေးတို့၃ယောက်အခန်းထဲရှိနေစဉ်ကြောက်စရာကောင်းတဲ့သူမရဲ့ပုံသဏ္ဍာန်နဲ့ဝင်လာခဲ့ပြီးတော့ကောင်းလေးကိုအပေါ်မြှောက်တင်ခဲ့ပါတယ်။ချိန်ထဲမှာကောင်းလေးရဲ့အကိုဖြစ်သူကတော့ဂီတာတွေတီးဝိုင်းတွေအစုံနဲ့ကျောင်းသူကျောင်းသားတွေအားလုံးကိုစုလာခဲ့ပြီးတော့အင်္ဂလိပ်ဆီယမနားမခံနိုင်အောင်စူညာနဲ့အတန်တွေပြုလုပ်ပြီးတော့ဗယံပရာတီးခတ်ပြခဲ့ပါတယ်။အတန်တွေကလည်းဗယံပရာဖြစ်နေတဲ့အတွက်ကြောင့်အင်္ဂလိပ်ဆီယမကလုံးဝနားမခံနိုင်တော့ဘဲနဲ့တကူလုံးပောက်ကွဲပျက်စီးသွားခဲ့ပါတယ်။